ဒီလူတယောက်ကိုကြည့်လိုက်ပါဦးတောင်ပေါ်မှာထင်းခုကင်းနဲ့ပုံစံထူးဆန်းတဲ့ဝါရင်တချမ်းကိုတူးဖော်ရခဲ့ပါတယ်အင်ကိုယူလာပြီးတေချာကြည့်ရှုလေ့လာပြီးစက်ထဲထဲကဂယုတဆိုင်နဲ့စက်ကင်ပြုတ်ပြင်ဖန်တီးပါတော့တယ်သူ့ရဲ့ထူးဆန်းတဲ့အပြုတ်မှုကြောင့်ဇနီးဒီကမကြေမနတ်ဖြစ်ခဲ့ပါတယ်အပေါ်အလုတ်တွေရှာပြီးလုံနေတယ်လို့ဆိုပါတယ်နွားတောင်မစားတဲ့ဒီလိုဆွေးမြင့်နေတဲ့ဝါရင်ကိုအိမ်အထိတဲလာပြီးအလုတ်ရှုပ်ခံနေလားဘာတွေတွေးနေမှမသိဘူးလို့ဆိုပါတယ်ဒီလိုအားနေတဲ့အချိန်မှာတောင်ပေါ်တက်ပြီးထင်းသွားရှာတာကမှပိုအကျိုးရှိဦးမဲ့တယ်ဒါပေမဲ့သူတို့အိမ်မထဲတောင်မထင်ထားခဲ့တာကတော့ဒီလူရဲ့မစုံမနစ်စ조사မှုတွေနဲ့ဖန်တီးလိုက်တဲ့အခါဖြစ်စီကတန်ဖိုးအစမတန်တက်သွားခဲ့တာပါပဲလူချမ်းသာတွေကတော့အလူအရက်လာဝေကြတဲ့အထီပါပဲကျွန်တော်ပြောတာချဲ့ကားတယ်လို့ထင်ရင်ဘယ်လိုဖန်တီးသွားလဲဆိုတာစက်ကြည့်ပါအခုဆိုရင်ဒီလူဟာဓာတ်တစ်ချောင်းတုံးပြီးပစ္စည်းရဲ့ပုံစံကိုအရင်ဆုံးထွင်းထုနေတာကိုတွေ့ရမှာပါဒီအဆင့်ကဖန်တီးမှုတစ်ခုလုံးမှာအခက်ခဲဆုံးလို့ဆိုနိုင်ပါတယ်ဒါပေမဲ့သူဟာမြင့်မားတဲ့ကျွမ်းကျင်မှုနဲ့အကောင်းဆုံးဖြစ်အောင်ပုံဖော်နေပါတယ်ဒါပေမဲ့ဒီလောက်နဲ့မလုံလောက်သေးပါဘူးဒီပစ္စည်းရဲ့တန်ဖိုးကိုအမြင့်ဆုံးဖြစ်စေဖို့မျက်နှာပြင်ပေါ်မှာအချွန်းတစ်ခုတုံးပြီးထပ်မံပုံဖော်ရပါသေးတယ်အနုစိတ်မြင်းချောင်းဒီနဲ့ထူးထေပုံစံပေါ်အောင်ဖန်တီးရပါပြီးနောက်အတွင်းမိုက်ကိုထွင်းဖောက်ထိမျက်နှာပြင်ကိုချောမွေအောင်တိုက်ရပါတယ်